Emily, anh em mình lên lý, mà biểu cho nó bà bu. Mà bị để đi à tu nhiều ấy biểu, châu tu xa để đi à, khuy thay máu nhà to nè đi ra về. Mình à lý, à lù ra biểu à, mình à xây thay lý à rồi cao nè. À khung này lý, mà bị để à ấy, xa để à khuy thay máu nhà to rồi à, vào biểu à lấy tí lại à ra chứ rồi lý. Mình cô ya chút tôi nêu, ta mi đâu cô rằng ông mà la biểu, tha ra, ai chứ rồi. Mỗi lần xin lên mình mà cái gì khác biểu, hồ thấy là dù ông lấy à, đi mua cái dù ông lấy à, này nè ra về, à chẳng mua lấy ba đấy, bị rồi lấy lý, nói điều lấy ta ha ta he này thay máu lấy à này, nói thay máu này cho lấy à này, à chẳng mua mình à lấy, à lụp cho ra, đi cha bị la. Aku leli, mimia, alu dah biar aku jenis saya yo mimia tak dali sih deh. Aku leli, dali, weekend go, lepas tali cuci nak jangan joli yo, tapi tahu lagi bang selalu tapi aku dah tahu dia, kayak nyendili cetoni kopi pesan cali palai tire, alali. Mami aku ya ceton layu duri ngayang ko tau cuy ada ada mami tau cuy lai pa oh solo tami guda tau cuy ni da nana pini na healthy say ni ne ara ai ma piat ni lo so yi ma the lai ya u healthy 6လေးကိုကိုက်စားလိုက်မယ်ဆိုပြီး healthy 6လေးတော့ထည့်ထားတယ်အဲ့ဒါတုတ်ကျွေးမှာမမေကကိုချင်းစာစိတ်တော့ရှိတယ်မမေကလေနေပူဆိုလို့ရှိရင်လေဒါလေးကိုလေဒီလိုလေးတုတ်စားလို့ရှင်လေနေပူလေးဆိုတော့တော်တော်လေးကောင်းတယ်ဟိုကမောလဲမောနေရဆိုတော့လေစားကြပါအောင်ရှင်တမီးလည်းညီးကြည့်လိုက်အောင်မယ်ဘယ်လိုလေးတော့လို့ရတာလေးကအမလေးကလေးလေးကိုရှင်းပြီးတော့ခရမ်းနေသေးသေးရလေအရင်တိုင်းမှာအင်းနေရပဲဒီလိုမျိုးငွေကန်းကောထုတ်တဲ့ဒါကြတော့လက်ဖက်အညွန့်လေးရယ်ဒါလေးကကြတော့လေရှူရှဲလေးရောတမီးကထည့်ပြီးတော့တုတ်ထားတာငွေကန်းကောထုတ်တဲ့နှစ်ပြောင်ကျော်လေးပါသေးတယ်တမီးကဒီလိုညှစ်ထည့်လိုက်ပါအောင်မယ်အစွန်းလျှောက်လေးလည်းပါသေးရဲ့အရှင်အစာလေးလည်းညှပ်ထားလိုက်တာလက်ဖက်ကပါတယ်လေအစာလေးကလည်းလေညှပ်ထားတယ်ဒါလေးကိုလေအိမ်မနေနဲ့လေခမင်းနဲ့မစားချင်လို့ရှင်လဲလေရင်းနှီးကြောင်လေးနဲ့တောက်တာပဲဖြစ်ဖြစ်ခမင်းလေးနဲ့စားတာပဲဖြစ်ဖြစ်ခမင်းလေးလည်းမိန်စင်းနဲ့ဘရင်းလေးကိုလည်းရှင်းနေရပဲမမေစီရနာကောင်းကြီးကလေကိုချင်းစာဆက်ရှိရဲ့ဒီလိုမျိုးနေလေးပိုင်ပူလို့ရှင်မမေကအဲ့လိုမျိုးလေးလောက်ကျွေးရမမေကငွေကန်းကောဟုတ်ကဲ့နှစ်ပြန်ကျော်လေးရယ်လက်ဖက်အသားလေးအချိုးလေးနှက်ထားတာပြီးလို့ရှင်လေရှူရှဲလေးကိုထည့်ပြီးတော့တုတ်ထားတာကောင်းအနံလေးကလည်းမွေးပြီးတော့လေဂရင်းလေးကိုရှင်းသွားပဲခမ်းမြင့်ဒီလေးကလည်းလေရင်းနှန်းလေးမှာအင်းနေရပဲကျတို့ရဲ့အန်ဒီတွေကမောဆိုပြီးတော့ဘယ်တော့ငယ်ကြိုက်ကြမလဲမသိဘူး